ဒီ
တိတ်တဲ့ကြောင်းလေးရှင်လို့မှာ ဒီအကြောင်းအရာဒီအကြောင်းပါပါတယ်ဝေးမှာရောက်နေမိသားစုများအတွက်ဒီကိုမလာနိုင်တော့ညာနဲ့ကျွန်တော်ရောက်အောင်သွားပြီးမင်းဆိုတဲ့ဆန္ဒလေးနဲ့ကျွန်တော်သွားတာပါပြီးတော့ဒီတနိုင်ငံလေးတွေမဟုတ်ပါဘူးเนาะစင်ကာပူလို့ကျွန်တော်တို့ဒီဂျပန်လို့ပါလို့လည်းအစီအစဉ်ကျွန်တော်သွားပါမယ်ဘာသာကြမှာဂျပန်လေးသွားပြန်စေနော်ဟုတ်ဟုတ်ကျွန်တော်တစ်ပတ်ရများတယ်အဲ့မှာကြီးဆောက်တာ9ပိုက်ကြားဟုတ်တယ်ဒီလေးကျွန်တော်တို့ရဲ့ဒီပြပြီးထိုင်ကြပါကျန်နေတဲ့ကိုကြီးနဲ့မင်္ဂလာကောင်းတော့ ခါလေးကလေးမှာဖိုင်တယ်မကြောက်ကျွန်တော်လာလီလာစရာဘာလဲဟေးဟုတ်ရရတော့တောင်းတော့တော့ရမင်းတော့ဟိုဘက်ကသူ့ရောကဆိုတော့တန်းသွားတာအခုကျွန်တော်မသိလို့ခုလောက်မင်းမင်းကဘာမှလည်းကျွန်တော်ကြောင်းပြဟုတ်ဒီနေ့တော့လို့တယ်အားရလီနဲ့မရရှာနေတော့ဟမ်မေတရွတ်မေတရွတ်မှာစပေါ်ဝိုင်းထိုးနေတာမရှိပြောကမှလို့မရှိအောင်မရှိအောင်သူတို့မှပြင်းမရှိတာစိတ်နေရတနာတွေရောင်းနေမတိတာမြက်မော်လီရဲ့နေကမှဖြစ်မှာဆိုလို့24မှာအယောင်အောင်ပွဲပါလေကပါမယ်နိုင်ပိုင်းပါပဲကျွန်တော်နှစ်ပါးတော့ပဲကပါပါအဲ့ဒါပြီးတော့29မှာကျွန်တော်တို့ပြီးတော့မိသားစုများကိုအတည်ပြုစရာရှိပါတယ်ကျွန်တော်26ရက်နေ့မှာCanal Plus နဲ့ series တစ်ခုရိုက်ဖို့ရှိပါတယ်ဒီရိုက်ဖို့ရှိတဲ့အဲမှာ26ရက်နေ့မှာညနေပိုင်းလောက်ဖြစ်မယ်ထင်ပါတယ်ကျွန်တော်တို့ပါဝင်တဲ့တရုတ်ဆောင်တွေ